ကဲမရင်ငပိချက်ချက်ပါမယ်စီးလေးပူအောင်ရင်တဲပြီးတော့မြေပဲဆံကိုအစိမ်းထောင်းထားတာလေးထည့်ပါမယ်မြေပဲဆံကြက်တဲ့အချင်းမထိန်ပါဆိုလို့အစိမ်းကိုထောင်းထားတာကိုထည့်ပြီးတော့နည်းနည်းလေးညှို့တော့အောင်မွေးပြီးတော့ငရုတ်သီးလေးစီတက်ပြီးတာဟာလေးကိုထည့်ပါမယ်ငရုတ်သီးစီတက်ထားတာထဲမှာကြက်သွန်ပြီးကြက်သွန်ဒီကုံထောင်းထည့်ပြီးသွားပြီအဲ့ဒါကိုစီးလေးတက်ထားတာရန်သေးချက်လို့ရအောင်အဲ့ဒါလေးထည့်ပါမယ်ထည့်ပြီးတော့မွေးပါမယ်မွေးဝိုင်းပစွန်ကြောက်လေးထောင်းထားတာကိုထည့်ပါမယ်ပစွန်ကြောက်လေးထောင်းထားတာကိုထည့်ပြီးတော့မွေးပါမယ်မွေးသွားပြီပစွန်ကြောက်လေးကြက်အောင်ထည့်ပါမယ်အဲ့ဒီမယန်းသီးအရွယ်လေးတွေကိုချက်မှာပါမယန်းသီးသေးသေးလေးတွေပါမယန်းသီးသေးလေးတွေပပလိထားတာကိုထည့်မှာပါရုပ်သီးလေးတွေကြက်အောင်ချက်မှာပြီးတော့ကြက်သားမုတ်လေးနဲ့ထည့်ပါမယ်အပြာရည်လေးထည့်ပါမယ်အပြာရည်ထည့်ပြီးတော့နှမ်းအောင်မွေးပါမယ်မွေးထားပြီးတော့နည်းနည်းလေးကြက်တော့အောင်ဆောင်းပါမယ်ငရုတ်သီးလေးနဲ့ညှို့အောင်မြေပဲဆန်လေးနဲ့ကြက်ပစွန်ကြောက်လေးနဲ့ကြက်အောင်လို့ဆောင်းပါမယ်ရုပ်သီးလေးညှို့လာလို့မွေးပြီးသွားရင်ရင်းသီးလေးပပလိထားလေးထည့်ပါမယ်ရင်းသီးပပလိထားကိုထည့်ပြီးတော့မွေးပါမယ်နှမ်းအောင်မွေးပါမယ်နှမ်းအောင်မွေးပါမယ်နှမ်းအောင်မွေးပြီးသွားရင်ပစွန်ကပီလေးရေစိမ်ထားတာကိုစစ်ပြီးတော့ထည့်ပါမယ်အောက်ကကြံခဲ့တဲ့သဲတွေပါမှာဆိုလို့သေချာစစ်ပြီးတော့ထည့်ပါမယ်ချင်းလေးထိန်းသွားအောင်လို့ထည့်ပြီးတော့မွေးပါတယ်ချင်းပေါ်လို့နည်းနည်းအချင်းနည်းနည်းလေးလို့ထပ်ပြီးတော့ထည့်ပါတယ်ထည့်ပြီးတော့မွေးပါတယ်မွေးပါတယ်ပြောရင်ငရုတ်သီးစိမ်းလေးထည့်ပါမယ်ငရုတ်သီးစိမ်းလေးညက်ပြီးတော့ထည့်ပါမယ်မွေးတော့အောင်လို့ပြီးသွားရင်မွေးပါမယ်ငရုတ်သီးစိမ်းလေးညှို့တော့အောင်ရုပ်သီးစိမ်းလေးနဲ့မွေးအောင်မွေးပါမယ်နည်းနည်းမင်းလေးထည့်ပါမယ်မွေးအောင်